မင်္ဂလာပါ 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 ခုဆိုရင်ကျွန်တော်တို့တချင်းလေးတစ်ပုတ်ရိုက်ဖို့အတွက်ရွာကိုရိုက်ကွင်းသွားကြည့်ကြမလို့လိုက်ပါလားကျွန်တော်တို့ရွာသူတွေဘယ်လောက်ချောသလဲဆိုတာတချင်းလေးထဲမှာဝင်ကြည့်လိုက်တော့ချင်ရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပဲအင်းမြတင်တော့လာလို့ပဲပူချင်တော့လဲနေလို့ပါပဲဒီဝိုင်းလေးနဲ့ချင်ရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပဲအင်းမြတင်တော့လာလို့ပဲပူချင်တော့လဲနေလို့ပါပဲချစ်တဲ့ခါကွယ်တော့မူနေလာလင်းမြပြေးပြောက်ပြက်ပြေးနှဆိုင်လာတဲ့လာပိုင်ရှင်ရဲ့လူသားတွေ့မျက်နှာမပြနဲ့အလားလေးရိုးသွားနိုင်မယ်ဘူကောင်းစံနဲ့ပြောပြောချစ်တဲ့စိုးကမနာလို့ဝင်တူတယ်ပချီရှုံးနဲ့ပြုံးမျိုးနဲ့သူမရှိတယ်စကားနော်တဲ့ပြောမျိုးနဲ့သူနှုတ်ချကြွေးလုံနေလုံနဲ့သွားနေမြင်မြင်သူငေးလောက်တယ်ညနေဝိုင်းလေးနဲ့ချင်ရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်တော့လာလို့ပဲပူချင်တော့လဲနေလို့ပါပဲချင်ရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်တော့လာလို့ပဲပူချင်တော့လဲနေလို့ပါပဲချစ်တဲ့ကကွယ်သူ့မူနေနေစမ်းလို့ကွယ်တဲ့မအေးမုန်းတော့ရင်ကွယ်တူအောင်မျက်နှာထားနဲ့လာလေးမြပြေးပြောက်ပြက်ပြေးနှဆိုင်လာတဲ့လာပိုင်ရှင်ရဲ့အလားလေးယူသွားနိုင်မယ်ဘူကောင်းစံနဲ့ပြောပြောချစ်တဲ့စိုးကမနာလို့တူတယ်ပချီရှုံးနဲ့ပြောမျိုးလဲသူမရှိတကားနော်တဲ့ပြောမျိုးလဲသူနှုတ်ဖြားတွေလုံနေလုံလဲသွားနေမြင်မြင်သူငေးလောက်တယ်ညနေဝိုင်းလေးနဲ့ချင်ရတဲ့သူကိုရင်စုတယ်ရှက်ပိုင်းထားတဲ့လာကလေးကရင်လာပါပြီအင်းမြချင်တော့လာလို့ပဲပူချင်တော့လဲနေလို့ပါပဲပချီရှုံးနဲ့ပြုံးမျိုးနဲ့သူမရှိတယ်တကားနော်တဲ့ပြောမျိုးနဲ့သူနှုတ်ချတွေလုံနေလုံလဲသွားနေမြင်မြင်သူငေးလောက်တယ်ညနေဝိုင်းလေးနဲ့ဝိုင်းလေးကိုချင်ရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်တော့လာလို့ပဲပူချင်တော့လဲနေလို့ပါပဲအင်းမြချင်တော့လာလို့ပဲပူချင်တော့လဲနေလို့ပါပဲ